မင်္ဂလာပါရှင် Zomi TV International ရုပ်မြင်သံကြားစီစဉ်ကို American ပြည်ထောင်စု Oklahoma ပြည်နယ်ထိုဆာမြို့မှာစတင်ထုတ်လွှင့်နေတာဖြစ်ပါတယ်။ဒီကနေ့တက္ကသိုလ်2013ခုနှစ်ဇူလိုင်လ14ရက်နေ့အပတ်စဉ်ရုပ်မြင်သံကြားအစီအစဉ်တွင်ပထမဦးစွာ Zomi လူမျိုးများနှင့်ပတ်သက်သောနောက်ဆုံးရသတင်းများကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ဆက်လက်ပြီး Zomi လူမျိုးများနှင့်ဆက်နွယ်သောသတင်းဆောင်ပါများကိုတင်ဆက်သွားပါမယ်ရှင်။ဒီကနေ့အစီအစဉ်မှာထိုဆာမြို့၌ဇုံမီစာပေနှစ်တရာပြည့်ပွဲတော်တရက်ကျင်းပခဲ့ခြင်းဂူလူမွာဟုခေါ်သောမွေတောင်နီကယ်ဒက်တာ2ပေါ်ရင်းနှင့်ပတ်သက်သည့်တွဲဆောင်ပွဲတရက်တည်တည်မြို့၌ကျင်းပခြင်း ZCD ဇုံမီဒီမိုကရေစီအဖွဲ့ချုပ်မှမွေတောင်စီမံကိန်းနှင့်ပတ်သက်၍ပါတီသဘောထားကို NLD ပါတီအားတင်ပြတိုင်ပင်ခြင်းမွေတောင်စီမံကိန်းကိုကန့်ကွက်ဆန္ဒပြခြင်းများနိုင်ငံတကာတွင်ကျင်းပခြင်း Zomi Inquan USA ခေါ် Zomi Community USA အသင်းကြီး၏နှစ်ပတ်လည်ညီလာခံနှင့်အလုံးမှုဆောင်တင်များရွေးကောက်တင်မြှောက်ခြင်းတရက်ကျင်းပခဲ့ခြင်းချင်းပြည်နယ်တွင်လူမျိုးနွယ်စုပေါင်း53မျိုးရှိသည်ဟုသတ်မှတ်ထားခြင်းမမှန်ကန်ကြောင်းနှင့်စည်ရင်းမှန်ကောက်ယူရန်စီစဉ်ခြင်းစသောသတင်းများကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်ယခုဆက်လက်ပြီးသတင်းအစုံတွေကိုတင်ပြသွားပါမယ်ရှင်American ပြည်ထောင်စု Oklahoma ပြည်နယ်ထိုဆာမြို့၌ဇုံလိုက်ဟုခေါ်သောဇုံမီစာပေတည်ထွင်ခြင်းနှစ်တရာပြည့်အထိမ်းအမှတ်ပွဲတော်ကိုဇူလိုင်လ9ရက်နေ့တောက်ကြနေ့ညနေ9:00 နာရီတွင်ဇုံမီအသင်းတော်တစ်ပါးပိုင်ဆိုင်သော Full Gospel Assembly ဖျားကျောင်းဗဟိုခမ်းမဆောင်တွင်ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါသည်။ဤရာပြည့်ပွဲတော်ကို American ပြည်ထောင်စုတွင်နေထိုင်ကြသောဇုံမီလူမျိုးများ၏အမျိုးသားရေးနှင့်လူမျိုးရေးကိုအခြေခံ၍ဖွဲ့စည်းထားသော Zomi Inquan USA ခေါ် Zomi Community USA အသင်းကြီးမှကြီးမှုကျင်းပခြင်းဖြစ်ပြီးပြည်내အသီးသီးမှကိုယ်စားလှယ်များနှင့်ဒေသခံလူထုမှစာပေစိတ်ဝင်စားသောပရိသတ်ပေါင်း300ခန့်တက်ရောက်ချင်းမြင်ခဲ့ပါသည်။ရာပြည့်ပွဲတော်အခမ်းအနားအစီအစဉ်တွင် Zomi စာပေနှင့်ပတ်သက်သောမိန့်ခွန်းများပြောကြားခြင်း Zomi စာပေလုပ်ငန်းတိုးတက်မှုများကိုရှင်းလင်းတင်ပြခြင်းရိုးရာအကများနှင့်တေးဂီတဖျော်ဖြေခြင်းဇုံမီစာပေအတွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက်ဆုတောင်းမေတ္တာပို့သခြင်းများကိုပြုလုပ်ခဲ့ပါတယ်။ရာပြည့်ပွဲတော်ကြီးကိုကြီးမှုကျင်းပသော Zomi Inquan USA အသင်းကြီး၏ဥက္ကဋ္ဌဦးကုတ်စောခုံးမှအဖွဲ့မိန့်ခွန်းစကားပြောကြားရာတွင်ဇုံမီလူမျိုးဟုမမမဲရက်တည်နေအောင်နှစ်တရာတိုင်ပြည့်ပြီဖြစ်သောဇုံမီစာပေကတက်သေးချူအတည်ပြုခြင်းဖြစ်ကြောင်းဤကဲ့သို့ဇုံမီလူမျိုးများသည်တိကျခိုင်မာသောလူမျိုးတရက်၏အင်္ဂါရက်များကိုစောင့်ထိန်မြင့်တင်ခြင်းသည်ပင်လည်းဇုံမီ Inquan USA အသင်းကြီး၏အဓိကရည်ရွယ်ချက်ဖြစ်ကြောင်းပြောကြားသွားပါတယ်။အထူးဧည့်သည်တော် Chief Guest အဖြစ် Australia နိုင်ငံမှ Dr. Swanzadong မှရာပြည့်ပွဲတော်ကြီးသို့တက်ရောက်ချီးမြှင့်မိန့်ခွန်းဟောပြောသွားရာတွင်ဇုံမီလူမျိုးများဟာကမ္ဘာလူမျိုးတကာတွင်လူမျိုးကြီးတရက်အနေဖြင့်ရက်တည်နိုင်လောက်သည့်သမိုင်းရိုးရာယဉ်ကျေးမှုပြည့်စုံသောလူမျိုးတစ်မျိုးဖြစ်ကြောင်းလူမျိုးကြီးတရက်ဖြစ်သည့်အားလျော်စွာလူမျိုးကြီးများ၏ဂုဏ်သိက္ခာနှင့်အဆင့်အတန်းတရက်ကိုထိမ့်သိမ်းဆောက်ရှောက်သင့်ကြောင်းဇုံမီစာပေနှစ်တရာပြည့်ပွဲတော်ကျင်းပနိုင်သည့်အခြေအနေကိုသုံးသပ်ပြီးလူမျိုးတစ်မျိုး၏အဓိကလက္ခဏာကြီးတရက်ဖြစ်သောဇုံကမ်ခေါ်ဇုံမီဘာသာစကားကိုလည်းတွင်တွင်ကြဲကြဲပြောဆိုသုံးဆွဲကာပြုစုပြောထောင်သင့်ကြောင်းညွှန်ကြားသွားပါတယ်ဇုံမီစာပေနှစ်တရာပြည့်ပွဲတော်ကျင်းပခြင်းအကြောင်းကိုဒေါက်တာချင်းဒိုခမ်မှအင်္ဂလိပ်ဘာသာဖြင့်ပြောကြားရှင်းလင်းချက်ကိုထပ်ဆင့်တင်ဆက်လိုက်ရပါတယ်ရှင်။ To our chief guest, Dr. Swanzadong, right? Dr. Swanzadong from Australia. Our respected esteemed members of Zomi Communities USA and all the honored guests. We are here to celebrate the centennial jubilee of Zomi literature. We are here to celebrate together. So we thank the Lord who has brought us this far. So in honor of this celebration event, shall we all clap our hands together? First of all, we thank God for He is the one who brought us to the greatest nation on earth,
called United States of America, so that we all can come together for a time like this to look back our 100 years of history as we look forward to the future, rejoicing in the present. It is God Almighty, the God of the Israelites, the God of Abraham, Isaac, and Jacob, the God of the Zomi, who has brought us this far. So we are here to honor the Almighty God, who is the creator of the Zomi. Secondly, we are here to honor Dr. Joseph Herbert Cole, who came all the way from the United States of America to our primitive land called Zomi land in Chin State, Myanmar, 100 years ago. We are here to honor him for his sacrificial labor until he laid down his life, so that we might become a developed society. A society that has no written language. He came and learned our spoken language himself for more than 2 years before he started inventing our Zomi language. He came in 1910 and very quickly began to learn the Zomi spoken language. And slowly he developed an idea of using Roman alphabet in creating our own language without imposing English language. That means that we respect our culture, our identity, and help us to grow as who we are. Therefore, we are here to honor Dr. Joseph Herbert Cole. Because it is so significant. Because it is so significant. Let me explain to you why. Until then, generation after generation, the Zomi people were communicating from generation to generation through oral tradition, based on one person's memory, communicated and then headed down to the next generation. Along the way, many things were lost, and there are many contradicting historical records. One of my professors years ago told us in the classroom, a little ink can remember much longer than the brightest brain. That shows the value of written language. Our memories are so limited. What we know so well today, if it is not kept in written form, in the next few days, we will forget most of it. In order for our society, Zomi society, to become a society that is equal to any other society, this historical development of the invention of the Zomi language is something that our society will always honor and treasure. Thirdly, we are here to honor those individuals and groups who have continuously labored to maintain and perfect our Zomi literature during the past 4 generations. Even if one brilliant person invented our language, if there's no local Zomi people who are committed to labor beyond and after his death, we might have lost our written language already. Therefore, we look back our history, and I cannot name all the names who have played significant roles in these 100 years of historical linguistic development. We will generally honor them. Reverend Chichin mentioned earlier some of the significant contributors of that historical development. So we honor them. I'm sure along the way they have been criticized, or they have been mocked at times because of the imperfect process.
yet they were determined to nurture, maintain, and perfect our written language. I feel so privileged to be standing here today speaking in another language, English, that is not our native language. It is because Joseph Howard Pope invented the Zomi language using Roman alphabet, through which I studied from my primary schools, A, B, C, D, and learning from one level to another until I finished my PhD. And now travel around the world internationally, speaking in Zomi language, affirming our identity, that we are not just a backward, primitive society. With God's help and our continuing literature development, we can stand anywhere in the world, talking about any issue. Would it be politics, economy, science, healthcare, religion? Now, because of our literature, we are equal with any human society anywhere in the world. Therefore, we are truly thankful and grateful for this incredible historic celebration. The fourth thing is that we are here to encourage and challenge ourselves, not only looking back and celebrating the past 100 years of accomplishment, but what do we do from now, here and now? Where do we go from here? Are we perfected already? Or do we have room to grow with our Zomi literature so that it becomes truly international standard? So far, with God's help and the labor of the Zomi individuals and groups, societies and churches, the whole Bible, Old Testament and New Testament have been translated in our native dialect, Zomi language. Hundreds of books and magazines have been written and published. I don't think that is the end of the development of Zomi literature. Think about this. What if we have not had a written language? Where will our society be? Where will you and me be today if there had not been a person like Dr. Joseph Howard Pope, American Baptist missionary? So we are truly grateful and thankful to the Americans today. Not only that, even the British missionaries and from many other nations who have labored, sacrificed themselves in order that people like us, primitive backward people, will be developed to where we are today. We are indebted to God. We are indebted to the investment and the prayers of many who have invested themselves in our development process. Without that literature development, the Zomi society will not be where we are today. Friends, a well-developed literature is absolute necessity, or it is absolutely essential for any society to live and grow and keep a living society. A proper literature is a foundation for education, for politics, for economy, for healthcare, and social cultural development. If the Zomi society is to grow beyond where we are now and play a global role, I believe the challenge is ahead of us. From printing and writing local news and magazines to a day that I'm dreaming. Friends, I have a dream. I have a dream that one day, using the Zomi literature, we will offer BA degrees, MA degrees, and PhD degrees. And people from other nations and society will come to learn
deep things about society, social sciences, natural sciences, technology, and all that. If you imagine where we are now, just 10 years ago, no one will ever dare to dream that you and I, this many, about 10,000 Zomi, will be settling in this great nation called USA. The impossible things have been made possible by our great God. If these incredible things could happen in a short time, I believe that in the next few years, greater things can happen. And I want to live long enough to see that day when my dream becomes a reality. And now we are celebrating today not only those of us Zomi people living in the US, not only those who are in Tulsa, Oklahoma, but even the Zomi community, Zomi and Kwan US and members, leaders from different states coming together, gathering of the nations in a sense, like a scholar, a physician, a Zomi, intellectual person, fly all the way from the underwater, right? What do you call it in Australia? Down under, the down under, right? From the ends of the earth from Australia. Myself, I just came back from Myanmar from the Zomi land just 1 week ago. And here we are together celebrating this incredible historical development of Zomi literature. So I want to applaud the Zomi Kwan USA. That is a recognized, a recognized body by the United States of America government. And slowly now we are entering into the United Nations platforms also. And we will not stop growing. We have just begun. The best is yet to come. Come on. The best is yet to come. Friends, I wish I had more time to talk about my dream. Even as we look back these 100 years of our history, 4 generations, unbelievable things have taken place. And you and I are here as the foundation of our future. Our people in Myanmar and other nations are looking up to you, those of us who are living and settling in America. Let us be responsible, Zomi people, for our development of ourselves, for the development of our people, our land, so that we will be equal people, understanding and actualizing our human rights. Keep on trusting in the God who has brought us this far, so that someday, not a very long, distant future, but very soon, we will be looking back and say, wow. A few years ago, we celebrated 100 years of Zomi literature. But now, in a much shorter time, we have accomplished much more. In order to see that dream come true, may the Lord help you and me to become responsible individuals, staying true to our values, American values, biblical values, and Zomi cultural values, and become the best of a mixed culture, and be internationally, cross-culturally, interculturally competent to play any role in our new society. May the Lord continue to bless Zomi Kwan USA and the leadership. May the Lord bless the Zomi society. May the Lord continue to bless Zomi literature. Salary Yaku Apadwin, online media doing, Pianet Winado, did him yoga, Moy down Nicol Seaman gain a patati, Toysong Sony wear a town, didn't yet go to Piava machine. Shape away the wee gabbing, so me to Mumian, meeting a time jado, so gum call, didn't new doing, Dishido, go do more call, way down my twashidi, nickel the 2 point in a patay. Champion Soya Winji Joe, Uhung I net, that do 2 for me to your company.
North Mining Investment Company မှကိုယ်စားလှယ်များကဒေသခံမျိုးပြီးမျိုးဖများအားရှင်းလင်းတင်ပြခြင်းတစ်ရက်ကိုပြီးခဲ့သည့်မေလ18ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။ဤတွေ့ဆုံပွဲတွင်ဝန်ကြီးချုပ်ဦးမှုမိုင်မှငွေတောင်နီကယ်စီမံကိန်းကိုစတင်အကောင့်ထဲပေါ်ပါကဒေသခံပြည်သူလူထုတပ်မကချင်းပြည်နယ်နှင့်နိုင်ငံတော်အတွက်ပါအကျိုးများစွာရှိမည်ဖြစ်ကြောင်းရှင်းလင်းသွားခဲ့ပါတယ်။တပ်တူဖော်မီတရုတ်ကုမ္ပဏီမှကိုယ်စားလှယ်များကလည်းငွေတောင်နီကယ်စီမံကိန်းမှရရှိမည့်အမြတ်ငွေထဲမှချင်းပြည်နယ်အတွက်တစ်နှစ်လဒေါ်လာငွေကျပ်9သိန်းကိုမျှဝေသွားမည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်တရုတ်ကုမ္ပဏီအဖွဲ့၏ရှင်းလင်းတင်ပြချက်ကိုပြည်သူလူထုဘက်မှပြန်လည်ဆွေးနွေးရာတွင်လက်ရှိနိုင်ငံတော်စုရလက်ထက်တွင်စီမံကိန်းကိုအကောင့်ထဲပေါ်ပါကဒေသခံပြည်သူများအနေနဲ့အကျိုးခံစားမိအစားနစ်နာဆုံးရှုံးမိဖြစ်သည့်အကြောင်းချင်းပြည်နယ်တစ်ခုတည်းတွင်လူဦးရေကားဖြင့်9သိန်းကျော်ရှိရာအဆိုပါစီမံကိန်းမှရရှိမိအကျိုးမြတ်ငွေတစ်နှစ်အတွင်းဒေါ်လာငွေ9သိန်းအပေါ်လူတစ်ယောက်ကတစ်နှစ်နဲ့ဒေါ်လာငွေတစ်ကျပ်ခံစားခြင်းအထက်မိမိတို့ဘိုးဘွားပိုင်ငွေတောင်ကြီးကိုဖျက်ဆီးတူးဖော်ခြင်းမပြုသင့်ကြောင်းပြည်သူလူထုအတွက်တိကျမှန်ကန်သောအကျိုးမြတ်ဖြစ်ထွန်းစေမည့်စံချိန်စံညွှန်းများသတ်မှတ်ခြင်းပြည်သူလူထုကယုံကြည်စိတ်ချသောပြည်သူအစိုးရ၏လက်ထက်တွင်စီမံကိန်းကိုဖော်ဆောင်ရန်လိုအပ်သဖြင့်ပြည်သူဘက်တွင်ရပ်တည်သောပြည်သူအစိုးရတရဲ့ပေါ်ပေါက်ရေးအတွက်အဓိကကျသည့်ပြည်သူအကျိုးစီးပွားကိုကာကွယ်သောဒေသခံပြည်သူများကကိုယ်ကျမကိုဖန်တီးနိုင်ခွင့်ကိုကာကွယ်သောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပေါ်ပေါက်ပြီးမှသာဤကဲ့သို့စီမံကိန်းများကိုအကောင့်ထဲပေါ်ရန်လိုအပ်ကြောင်းတစည်းတစ်လုံးနဲ့တင်ပြသွားပါတယ်။
ပြည်내ဝန်ကြီးချုပ်ဦးဟုန်ငိုင်မှပြန်လည်ပြောဆိုရာတွင်ပြည်သူလူထု၏ဆွေးနွေးတင်ပြခြင်းကိုလေးလေးနက်နက်ခံယူလေ့လာခြင်းမပြုဘဲစစ်သားပီပီအာဏာရှင်အစိုးရတရက်၏အပြုမူအတိုင်းပြုမူပြောဆိုကျိမ်းမောင်းသွားသည်ကိုလည်းတွေ့ရှိရပါတယ်ပြည်သူလူထုဘက်မှပြည်သူများ၏ဆန္ဒကိုအခြေအတင်ပြန်လည်ဆွေးနွေးကြရာဤကဲ့သို့တွေ့ဆုံပွဲပြုလုပ်ခြင်းဟာနောက်ဆုံးတွင်အစိုးရ၏ဆန္ဒကိုနားထောင်လိုက်နိုင်ရတာဖြစ်နေကြကိုတွေ့ရသဖြင့်ဝမ်းနည်းစရာတရက်ဖြစ်ကြောင်းသိရှိရပါတယ်။
ဆက်လက်ပြီးမွေတောင်နီကယ်စီမံကိန်းနဲ့ပတ်သက်၍ဇုံမီအမျိုးသားပါတီဖြစ်သည့်ဇုံမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီကလည်းပြည်သူလူထု၏စန္ဒသဘောထားနှင့်မိမိပါတီ၏ခံယူချက်များကိုမြန်မာနိုင်ငံအတွင်းရှိဒီမိုကရေစီအင်အားစုကြီးဖြစ်သော NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ထံသို့အကြောင်းကြားဆွေးနွေးတင်ပြခဲ့ကြောင်းကို ZCD ပါတီ၏ပြန်ကြားရေးဝန်ကြီးဌာနအဖွဲ့၏သတင်းထုတ်ပြန်ချက်တစ်ခုပေါ်ကြားသိလိုက်ရပါသည်အဆိုပါကိစ္စနှင့်ပတ်သက်၍ဇုံမီ TV မှ ZCD ပါတီပြန်ကြားရေးတာဝန်ခံကိုဆက်သွယ်မေးမြန်းခဲ့ရာဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကျင်းပသော UNA အဖွဲ့အစည်းတစ်ဝေးတစ်ရက်ပြုလုပ်ရာတွင်ငွေတောင်နီကယ်စီမံကိန်းနှင့်ပတ်သက်၍ပြည်သူ့ဆန္ဒသဘောထားတင်ပြခြင်းဖြစ်ကြောင်း ZCD ပါတီကိုယ်စားလှယ်များကချင်းပြည်နယ်အတွင်းအဓိကကျသောမြို့ရွာမှဒေသခံပြည်သူများ၏ဆန္ဒသဘောထားကိုကွင်းဆင်းလေ့လာတွေ့ရှိချက်အရငွေတောင်နီကယ်စီမံကိန်းကိုယခုချက်ချင်းအကောင့်ထဲမပေါ်ပဲပြည်သူ့သဘောထားအရနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ရေးဆွဲပြီးမှနောင်တက်လာမည့်ပြည်သူ့အစိုးရ၏လက်ထက်တွင်သာစီမံကိန်းအားအကောင့်ထဲပေါ်ဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်းကိုတင်ပြဆွေးနွေးခဲ့ပါတယ်။ဤစီမံကိန်းနှင့်ပတ်သက်၍အမေရိကန်ပြည်ထောင်စုအိုကလာဟိုမာပြည်နယ်ထိုဆာမြို့တွင်ကျင်းပသောဇုံမီအမျိုးသားရေးနီးနယ်ဖလှယ်ဆွေးနွေးပွဲတစ်ခု၌ University of Pennsylvania တက္ကသိုလ်တွင် Postdoctoral Research သုတေသနပြုလုပ်နေသောနိုင်ငံရေးသိပ္ပံပညာရှင် Dr. Kamkhan Swan ကကမ္ဘာပေါ်တွင်အချို့သောဖွံ့ဖြိုးစနိုင်ငံများအထူးသဖြင့်ဇုံမီလူမျိုးကဲ့သို့သော Indigenous people များနေထိုင်သည့်နိုင်ငံများတွင်ဤကဲ့သို့သောစီမံကိန်းများကြောင့်အစိုးရနှင့်ပြည်သူလူထုအကြားပဋိပက္ခမြောက်များစွာဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းအုပ်ချုပ်သူအစိုးရကဒေသခံတိုင်းရင်းသားများ၏နယ်မြေအတွင်းရှိဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်းတစ်တော်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းများကိုဒေသခံတိုင်းရင်းသားများ၏သဘောတူညီမှုမရှိဘဲအစိုးရအမိန့်ဖြင့်အကောင့်ထဲပေါ်မှုတွေကြောင့်မကျေနပ်အငြင်းပွားမှုမှတဆင့်ပုံကန်ထားကြွခြင်းများအဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းဆွေးနွေးတင်ပြသွားပါတယ်။ Dr. Swan ကဆက်လက်ဆွေးနွေးရာတွင်နိုင်ငံတော်ပိုင်ဖြစ်ဖြစ်ပြည်သူ့အစိုးရပိုင်ဖြစ်ဖြစ်အစိုးရတရက်ကဒေသခံပြည်သူတို့မဟုတ်တိုင်းရင်းသားများ၏သဘောတူလက်ခံမှုမရှိဘဲတပ်တုတူဖော်ရေးလုပ်ငန်းတစ်တော်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လာပါကရှေးဥစွာနိုင်ငံရေးနည်းလမ်းဖြင့်ဤပြဿနာများကိုဖြေရှင်းမှာကအရာရောက်မည်ဖြစ်ကြောင်းနိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန်နိုင်ငံရေးပါတီများလူမှုအဖွဲ့အစည်းတွင် institution များတွင်တာဝန်ရှိကြောင်းထပ်ဆင့်ဆွေးနွေးခဲ့ပါတယ်ထို့အတူဤကဲ့သို့သောစီမံကိန်းများအကြောင်းကိုကောင်းကျိုးတရားများကိုဒေသခံပြည်သူများကသိရှိနားလည်သဘောပေါက်ရန် public awareness ရှိရန်အထူးလိုအပ်သဖြင့်ပြည်သူလူထုကိုပညာပေးရေးစီးရုံးလှုပ်ဆော်ရေးလုပ်ငန်းများကိုထမ်းဆောင်မိအဖွဲ့အစည်းများစွန့်စားသူ activist များရှိရန်လိုအပ်ကြောင်းထို့အပြင်အစိုးရတစ်ခု၏စီမံကိန်းများအပေါ်ဒေသခံတိုင်းရင်းသားပြည်သူလူထုကလက်မခံနိုင်ပဲကန့်ကွက်ဆန္ဒပြခြင်းပြုလုပ်ပါကရင်းလှုပ်ရှားမှုများနှင့်ပြည်သူဆန္ဒများကိုနိုင်ငံတကာဆိုင်ရာ agency ကြီးများနိုင်ငံတကာဆိုင်ရာလူအခွင့်အရေးနှင့်တိုင်းရင်းသားအရေးကိုပံ့ပိုးနေသောအဖွဲ့အစည်းများ UN လက်အောက်ခံအဖွဲ့အစည်းများထံသို့အမြဲတမ်းအကြောင်းကြားတင်ပြရန်လိုအပ်ကြောင်းအကြံပေးခဲ့ပါတယ်မွေတောင်နီကယ်စီမံကိန်းကိုချက်ချင်းရုပ်သိမ်းရန်ဇုံမီအမျိုးသားများ၏ပိုင်နက်နယ်မြေအတွင်းကျူးကျော်ဝင်ရောက်ခြေလှယ်ခြင်းမပြုရန်ဟူ၍အသိပေးကြေညာချက်ကိုလည်းနိုင်ငံခြားအခြေစိုက်ဇုံမီအမျိုးသားလွတ်မြောက်ရေးကိုကြိုးပမ်းလှုပ်ရှားနေသောဇုံမီတော်လှန်ရေးသမားများဖြင့်ဖွဲ့စည်းထားသည့် WZC အဖွဲ့မှကြားသိရပါသည်။ WZC အဖွဲ့၏ကြေညာချက်တွင်မွေတောင်ဒေသဒီဇုံမီလူမျိုးများကရှေးနှစ်ပေါင်းမြောက်များစွာကပင်ပိုင်ဆိုင်ခဲ့သောဒေသဖြစ်သဖြင့်မြန်မာအစိုးရနှင့်တရုတ်အစိုးရအနေဖြင့်လုံးဝမပတ်သက်ကြောင်းဇုံမီလူမျိုးများပိုင်ဆိုင်သောဓာတ်သတ္ထုများကိုလာရောက်ဆွတ်ဖက်၍တူးဖော်ထုတ်လုပ်ခြင်းလုံးဝမပြုရန်တတိပေးကြောင်းသိရှိရပါသည်။ WZC အဖွဲ့၏ဦးဆောင်မှုဖြင့် Washington DC မြို့တော်မြန်မာတန်ယုံရှေ့တွင်၎င်းCanberra မြို့တော်မြန်မာတန်ယုံရှေ့တွင်၎င်း New Delhi မြို့တော်မြန်မာတန်ယုံရှေ့တွင်၎င်းမွေတောင်နီကယ်စီမံကိန်းကိုကန့်ကွက်ဆန္ဒပြမှုများကိုယခုလဆန်းပိုင်းတွင်ပြုလုပ်ခဲ့ကြောင်းကြားသိရပါသည်။ယခုဆက်လက်ပြီးဒေသအတွင်းသတင်းတစ်ပုဒ်ကိုဆက်လက်တင်ပြသွားပါမယ်ရှင်။
Zomi Inquan USA ကိုခေါ်တော့ Zomi Community USA အသင်းကြီးက2013ခုနှစ်ပတ်လည်ညီလာခံကြီးကိုဇူလိုင်လ6ရက်နေ့တွင်ထိုစာမြို့၌ကျင်းပပြီးစီးသွားကြောင်းသိရှိရပါတယ်။ယခုလက်ရှိအချိန်တွင် Zomi Inquan USA အသင်းကြီးတွင်အသင်းဝင်အဖြစ်ဆက်သွားပါဝင်နေသော American နိုင်ငံအတွင်းဒေသအသီးသီးမှ Zomi Community အဖွဲ့အဝင် Zomi Inquan ပေါင်း36ဖွဲ့ရှိပြီဖြစ်ကြောင်းZomi Inquan USA အသင်းကြီးသည် American နိုင်ငံအစိုးရ၏ Internal Revenue ဌာနကြီးမှအတိအမှတ်ပြုထားခြင်းရရှိထားပြီးဖြစ်တဲ့ကဲ့သို့ United Nations အသင်းကြီးလက်အောက်ခံ Economic and Social Council ၏ Civil Society အဖွဲ့တွင်ပါဝင်နိုင်ခဲ့ကြောင်းအသင်းကြီး၏နှစ်ပတ်လည်စီရင်ခန်းစာတွင်တင်ပြသွားသည်ကိုတွေ့ရှိရပါသည်။ယခုနှစ်ပတ်လည်ညီလာခံတွင် Zomi Inquan USA အသင်းကြီး၏အလုပ်မှုဆောင်ဖွဲ့ကိုအသည့်ရွေးချယ်တင်မြှောက်ခဲ့ကြောင်းကြားသိရပါတယ်။ယခုနှစ်ပတ်လည်ညီလာခံတွင်အသင်းကြီး၏အားကြီးမားလာသည့်နှင့်အမျှအလုံးအမှုဆောင်ဖွဲ့ကိုခေါင်းဆောင်9ဦးမှ15ဦးအထိတိုးမြင့်ဖွဲ့စည်းခဲ့ကြောင်းနောင်လာမည့်နှစ်အတွင်းတွင်အသင်းကြီးအတွက်ရုံးတစ်ခုကိုဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်းထို့အပြင်ရုံးတာဝန်ကိုဆောင်ရွက်မိရုံးအဖွဲ့မှုကိုလည်းရွေးချယ်ခန့်အပ်ရန်စီစဉ်ကြောင်းအမေရိကန်နိုင်ငံအတွင်းတွင်နေထိုင်ကြသောဇုံမီလူမျိုးများ၏နိုင်ရေးကိစ္စများကိုလည်းပံ့ပိုးကူညီနိုင်ရန်စီမံကိန်းရေးဆွဲထားကြောင်းလာမည့်နှစ်အတွင်းအမေရိကန်နိုင်ငံအတွင်းရှိဇုံမီလူငယ်လူထုတရက်လုံးကိုစီးရုံးဧည့်ခံပြီး好了，在那边种小的去做完办了，搞了个考虑的。American နိုင်ငံတွင်နေထိုင်ကြသူပါတော့ တော့ Okay American နိုင်ငံအတွင်းတွင်နေထိုင်ကြသောဇုံမီလူမျိုးများ၏နိုင်ရေးကိစ္စကိုလည်းပံ့ပိုးကူညီနိုင်ရန်စီစဉ်ရေးဆွဲထားကြောင်းလာမည့်နှစ်အတွင်းတွင် American နိုင်ငံအတွင်းရှိဇုံမီလူငယ်လူထုတရက်လုံးကိုစီယုံဧခံပြီးဇုံမီလူငယ်ညီလာခံတရက်ကျင်းပနိုင်ရန်ရည်ရွယ်ချက်ရှိကြောင်းအသင်းကြီးဥက္ကဋ္ဌပူကုံစောခုကဇုံမီ TV ကိုပြောကြားသွားပါတယ်ပူကိတဲ့ပါဟိပါဝတဲ့အပူမောก็ด้านจะปูสั่งว่าโอเคก็เกณฑ์ซอกเดียวก็เลยได้อเมริกันปั่นแล้วนี่ทำงานดูก็แต่โอเคปารากราฟกันအမေရိကန်နိုင်ငံအတွင်းတွင်နေထိုင်ကြသောဇုံမီလူမျိုးများ၏နိုင်ရေးကိစ္စကိုလည်းပံ့ပိုးကူညီနိုင်ရန်စီမံကိန်းရေးဆွဲထားကြောင်းလာမည့်နှစ်အတွင်းတွင်အမေရိကန်နိုင်ငံအတွင်းရှိလူငယ်တရက်လုံးကိုစီယုံဧခံပြီးဇုံမီလူငယ်ညီလာခံတစ်ခုကျင်းပရန်ရည်ရွယ်ချက်ရှိကြောင်းအသင်းကြီးဥက္ကဋ္ဌပူကုံစောခုကဇုံမီ TV ကိုပြောကြားသွားပါတယ်။ဥက္ကဋ္ဌကြီးကယခုနှစ်အတွင်းရွေးချယ်တင်မြှောက်ခြင်းခံရသောအလုံးမှုဆောင်ဖွဲ့ထဲမှအမေရိကန်နိုင်ငံ၄ဖက်၄ရန်မှခေါင်းဆောင်များပါဝင်လာရုံသာမကအမှုဆောင်15ဦးဖြစ်လာသဖြင့်လုပ်ငန်းစဉ်များအကောင့်ထဲပေါ်ရာတွင်ပုံမထိရောက်မည်ဟုမျှော်လင့်ကြောင်းဆက်လက်ပြောကြားသွားပါတယ်မြန်မာနိုင်ငံခေတ်ဆက်စစ်အာဏာရှင်အစိုးရ၏သွေးခွဲအုပ်ချုပ်မှုကြောင့်ချင်းပြည်နယ်အတွင်းတွင်မိသားစုဝင်ညီနောင်သွေးချင်းများအကြားလူမျိုးပေါင်း53မျိုးရှိသည်ဟုသတ်မှတ်ခွဲခြားမှုမှာလုံးဝမမှန်ကန်ကြောင်း ZCD Party ၏ကြေညာချက်တစ်ခုမှကြားသိရပါတယ်ထို့အတူ CNP Party အတွင်းရေးမှူးကလည်းချင်းပြည်နယ်အတွင်းတွင်လူမျိုးပေါင်း53မျိုးရှိသည်ဟုသတ်မှတ်ခြင်းမှာမှန်ကန်မှုမရှိကြောင်းယခုအနှစ်အတွင်းတွင်အမှန်စင်စစ်လူမျိုးနွယ်စုပေါင်းဘယ်လောက်ရှိသည်ကိုစစ်တမ်းကောက်ယူစုံစမ်းမည်ဖြစ်ကြောင်း11 Media ကိုပြောကြားသွားပါတယ်မြန်မာနိုင်ငံတွင်လူမျိုးပေါင်း135မျိုးရှိသည်ဟုသတ်မှတ်ကာအာဏာရှင်အစိုးရများ၏သက်ဆိုးရှိနိုင်ရန်တိုင်းရင်းသားများကိုသွေးခွဲအုပ်ချုပ်ခဲ့ခြင်းကိုယခုအခါတွေ့မြင်လာကြသဖြင့်စစ်မှန်သောလူမျိုးအရေးအတွက်ကိုထုတ်ဖော်သတ်မှတ်သင့်ပြီဖြစ်ကြောင်းနိုင်ငံခြားအခြေစိုက်ဇုံမီအမျိုးသားရေးလှုပ်ရှားမှုသူများကပြောကြားသွားပါတယ်အထူးသဖြင့်ချင်းပြည်နယ်အတွင်းရှိလူမျိုးပေါင်း53မျိုးထဲတွင်တတိမျိုးနယ်တစ်ခုထဲ၌လူမျိုးပေါင်း20ကျော်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်ဤလူမျိုး20အတွင်း
မိသားစုဝင်များဆွေမျိုးသားချင်းများတရွာရဲသားများကွဲပြားပါဝင်သည်ကိုတွေ့ရှိရပါတယ်။နေရာဒေသလိုက်အဖြစ်စေရဲရွာလိုက်ဖြစ်စေတတ်မှတ်ခြင်းသည်အာဏာရှင်အစိုးရ၏ရက်စက်ရုပ်မာသောစီစဉ်သွေးခွဲမှုတသက်တာဖြစ်ပါတယ်။ဗမာလူမျိုးများအတွင်းတွင်မန္တလေးလူမျိုးရန်ကုန်လူမျိုးပဲခူးလူမျိုးပုဂံလူမျိုးဟုခွဲခြားသတ်မှတ်ခြင်းမရှိဘဲမန္တလေးသားရန်ကုန်သားပဲခူးသားပုဂံသားဟူ၍သာသတ်မှတ်တကယ်သို့ဇုံမီလူမျိုးများကိုလည်းဇုံမီနာမတစ်ခုတည်းဖြင့်သတ်မှတ်ခေါ်ဆိုသင့်သည်ဟုဇုံမီအင်ကွန်ကောင်းဆောင်များကဇုံမီ TV ကိုပြောကြားခဲ့ပါတယ်။ထို့အပြင်နိုင်ငံတော်အစိုးရမှအစဌာနဆိုင်ရာအသီးသီးသတင်းဌာနများနှင့်အဖွဲ့အစည်းအသီးသီးကလည်းမြန်မာနိုင်ငံတွင်လူမျိုးပေါင်း135မျိုးရှိသည်ဟုရေးသားသတ်မှတ်နေခြင်းကိုတတိထားဆင်ခြင်ပြီးအာဏာရှင်အစိုးရများမတားသဖြင့်သတ်မှတ်ခြင်းကိုဆက်လက်ရှင်သန်အောင်မပြုလုပ်ရန်အရေးကြီးလိုအပ်သည်ဟုဇုံမီအင်ကွန်အသင်းကြီး၏ကြေညာချက်တွင်ဖော်ပြထားပါသည်။ဇုံမီလူမျိုးများနေထိုင်သောလူမျိုးပေါင်း53မျိုးရှိသည်ဟုခေါ်ဆိုခြင်းအဖြစ်လူအခွင့်အရေးကိုစော်ကားနေခြင်းတက်ရောက်စေသည်တို့ဖြစ်၍ချင်းပြည်နယ်တွင်လူမျိုးပေါင်း53မျိုးမြန်မာနိုင်ငံတွင်လူမျိုးပေါင်း135မျိုးရှိသည်ဟုရေးသားသတ်မှတ်နေခြင်းကိုရက်တမ်းမှရက်တင်ကြောင်းဇိုမီအင်ကွန်အသင်းကြီးဥက္ကဋ္ဌမှထပ်ဆင့်ပြောကြားခဲ့ပါတယ်ဇူလိုင်လ17ရက်နေ့ဟာကမ္ဘာလူဦးရေနေ့ဖြစ်ပါတယ်ကမ္ဘာကုလသမဂ္ဂအသင်းကြီး၏အထွေထွေအတွင်းရေးမှူးချုပ်၏ကမ္ဘာလူဦးရေနေ့ထုတ်ပြန်ကြေညာချက်ပါအတိုင်းမြန်မာနိုင်ငံတွင်မိတင်းနေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုကိုလူအခွင့်အရေးလေးစားသောအဖြစ်အမျိုးသားလူမျိုး national အသီးသီးအဖြစ်သတ်မှတ်တင်တကယ်တော့တစ်ဖက်တွင်လည်းမတရားသဖြင့်သွေးခွဲအုပ်ချုပ်မှုလူမျိုးတစ်မျိုးကိုအကျိုးပေါင်းမြောက်များစွာခွဲခြမ်းစိတ်ဖြာပြီးအမျိုးမပပြအောင်ကြိုးပမ်းမှုများကိုလည်းရပ်တန့်သင့်ပြီးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ရန်ကုန်မြို့မှာရရှိသောရန်ကုန် Times သတင်းစာတွင်ဖော်ပြထားသောသတင်းတစ်ပုဒ်ကိုတင်ပြသွားမှာဖြစ်ပါတယ်။သတင်းကောင်းစဉ်မှာချင်းလူမျိုးအစားဇုံမီလူမျိုးဟုသုံးနှုန်းပေးရန်ဇုံမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီနိုင်ငံတော်သမ္မတထံတင်ပြီးရန်ကုန်ဇူလိုင်9နိုင်ငံသားမှပုံတင်ပြုလုပ်ရာတွင်လူမျိုးဟုဖော်ပြထားသည့်နေရာ၌ချင်းလူမျိုးအစားဇုံမီလူမျိုးဟုသုံးနှုန်းပေးရန်အတွက်နိုင်ငံတော်သမ္မတပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်လူဝင်မှုကြီးကြပ်ရေးတို့ထံသို့တင်ပြသွားမည်ဖြစ်ကြောင်းဇုံမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှသိရသည်ရင်းကဲ့သို့တင်ပြမှုကိုဩဂတ်အတွင်းပြုလုပ်သွားမည်ဖြစ်ပြီးလိုအပ်သည့်အချက်အလက်များကိုလည်းပြုစုထားပြီးဖြစ်ကြောင်းရခိုင်ကာလများကလေးကဇုံမီလူမျိုးရှိခဲ့သည့်ဆိုသည့်အထောက်အထားများကိုလည်းတင်ပြသွားမည်ဟုပါတီအထွေထွေတွင်ရေးမှုဦးပူဂင်ကမ်လျန်ကပြောကြားသွားပါတယ်။ဦးပူဂင်ကမ်လျန်က2014ပြည်လုံးကျွတ်တကောင်စီရင်ကောက်တဲ့အခါမှတ်ပုံတင်ထဲကလူမျိုးနေရာမှာချင်းလူမျိုးအစားဇုံမီလူမျိုးဟုသုံးပေးဖို့အတွက်တင်ပြသွားမှာဖြစ်ပါတယ်ဟုပြောကြားသွားပါတယ်။ချင်းပြည်နယ်ရှိတိတိမတွန်းဆောင်နဲ့ဂျခါမြို့နယ်များတွင်ဇုံမီလူမျိုးများနေထိုင်ကြပြီးကလေးတမူစကိုင်းတိုင်းဒေသကြီးအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နှင့်မဏိပူရတို့တွင်လည်းဇုံမီလူမျိုးများရှိကြောင်းနှင့်လူဦးရေစုစုပေါင်းမှာခန့်မှန်းခြေ3သိန်းခန့်ရှိသည်ဟုသိရပါတယ်။ရင်းမြို့နယ်များမှဇုံမီလူမျိုးဟုသုံးနှုန်းထားသူများသည်ဘာသာစကားယဉ်ကျေးမှုစသည်တို့ကွဲပြားမှုမရှိဘဲတူညီကြသည်ဟုသိရပါတယ်။ဇုံမီလူမျိုးဟုသတ်မှတ်ပေးရန်အတွက်ဇုံမီလူမျိုးများကလည်းဆန္ဒရှိကြောင်းလူထုစစ်တမ်းကောက်ယူမှုမပြုတော့လဲဇုံမီလူမျိုး65%ကလက်ခံကြကြောင်းသိရပါတယ်။ပါတီအတွင်းရေးမှူးဦးပူဇမ်ဇမွန်ကလည်းရင်းကဲ့သို့သုံးနှုန်းပေးရန်မှာလွယ်ကူသည့်ကိစ္စမဟုတ်တော့လဲတိကျခိုင်မာသည့်အချက်အလက်များကိုတင်ပြနိုင်မှာကရနိုင်မည်ဟုယုံကြည်ကြောင်းပြောကြားသွားပါတယ်ရှင်။ဒီကနေ့ဇုံမီ TV International ရုံးမြင့်တန်းကြားအစီအစဉ်ဒီတင်ပြီးဆုံးပါပြီရှင်။ရွှေစားအပိတ်ကြသူများကိုဇုံမီ TV ကိုစားကျမဘုံဆန်းတို့မှကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာအောင်ကြပါစေရှင်။
Zomi TV အပတ်စဉ်သတင်းများကိုနားဆင်လိုပါက Zomi TV YouTube Channel မှာ Subscribe နိုင်ပါတယ်ရှင်